နဲ့ငါလက်ထဲကိုအမောင်းတွေရောက်လာသိမ်းထားလို့မရတော့တဲ့ခါဒုက္ခရောက်လာလောဘနဲ့ရမကစိတ်ကိုဖြူစားထားကိုယ်ဆောင်နဲ့ကအိမ်ငိုက်ချိန်မဆိုးရောက်လို့လားရိုးသားစွာဘဝကိုယုံကြည်လှရှားသူအစမပြေမှုများလာတဲ့ခါထွက်ပေါက်တစ်ခုရှာအခုတို့ငရဲလုံးငယ်ရင်းနဲ့မကင်းသူလူမတူဖြစ်စေဖို့အနည်းလမ်းကိုဖန်ဆင်းခဲ့သူမဲ့ရင်တွင်ရွှေဘုံစံဖို့ခုန်ဆင်းကောင်းကောင်းလိုက်ခါလန်းခုလမ်းမှာသူခလုံးတို့ချောင်းမှုသိချီရများစွာဆက်လျှောက်ဖို့စိတ်သက်ချဖြလန်းပဲရောက်လာအခုတို့ငရဲလုံးငန်းတွေနဲ့မကင်းသူလူမတူဖြစ်စေဖို့အနည်းလမ်းကိုဖန်ဆင်းခဲ့သူမဲ့ရင်တွင်ရွှေဘုံစံဖို့ခုန်ဆင်းချိန်စာနာ